ဒါစုပဲမှာဒါပြောမှာပေါ့ဒါပြောမှာအခုချိန်ကြီးတော့အဲ့လိုပဲကျွန်တော်ထင်ပါတယ်အဓိကတော့မိသားစုဆိုတာတော့မိဘတော့မိဘပါကျွန်တော်အမေကလို့နည်းနည်းစိတ်ကမာတယ်ပြီးတော့အယမ်းမာနာကြီးကျွန်တော်သူ့မမုန်းအခုချိန်ကြီးမမုန်းပါကျွန်တော်ဆရာဇဗီရုံးတက်လင်နဲ့စုံနာတော့ကြာပြီပေါ့နော်ခဏတော့သူနဲ့ရိုက်ဘူးတယ်ဒါပေမဲ့ဒီကားလေးကကြတော့ကျွန်တော်ပြီးတဲ့ character ကနောက်ပိုင်းမှာဒီ drama လေးပေါ့အဲ့ဒါလေးပေးရတဲ့အတွက်ကိုကျွန်တော်အဲ့ဒါလေးနှစ်သက်လို့ဒါလေးကိုရိုက်ဖြစ်သွားတာပါအဲ့အတွက်လည်းဆရာကိုဒီနေ့ကနေတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စိတ်ဝင်စားကျွန်တော် drama ကိုစိတ်ဝင်စားကျွန်တော်ငိုချင်တာအဲ့ကျွန်တော်ရိုက်ခဲ့မှုတဲ့ကားတွေကအကုန်လုံးဟာတာကားတွေဟာတာကားများတယ်ပြီးတော့ចောင်းသားကားများတယ်ဖြစ်တဲ့အတွက်ကျွန်တော်လေ drama ဘိုင်းကိုကျွန်တော်ရိုက်ချင်တာပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်ပို့ပြီးတော့မေးပြတာပေါ့အရင်ဆုံးဆိုရင်ဘယ်လိုကားလေးဖြစ်မလဲဘယ်လိုမေးပြတာကျွန်တော်မူမှပြောတာအဲ့ဒါအခုဒီကားထဲမှာကျွန်တော်တန်ငယ်ချင်းအကုန်သိတယ်ပင်းတရမှာဆိုကျွန်တော်မူတိုင်းပြောတာပေါ့ကျွန်တော်လက်ခံထားတဲ့အချက်ကတော့နှစ်ယောက်လုံးလို့နားလည်မှုရှိရမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ကပြီးတော့အချစ်ခံရကိုကြိုက်တယ်အချစ်ခံရကိုကြိုက်တယ်ပြီးတော့ကျွန်တော်တို့ queue ဆိုင်တာကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်ကကြတော့အရင်ထုတ်ပြတဲ့ထဲမှာမပါဘူးအဲ့လိုဖြစ်တဲ့အတွက်ခါကျရင်ကျွန်တော်တို့ထားခဲ့သူလည်းရှိတာပေါ့နော်အဲ့တော့ကျွန်တော်အချစ်ကအဲ့လိုပါပဲဒါကျွန်တော်မိသားစုပြဿနာပါပဲကျွန်တော်အများကြီးတော့လည်းမပြောချင်ပါဘူးဖြစ်တာရှိတဲ့ပုံစံပဲပေါ့နော်မမျောလင့်နိုင်တဲ့ဟာတွေဖြစ်သွားတဲ့အတွက်ပေါ့အဲ့တော့ဒါရတဲ့အချိန်တိုင်းလဲသူကနေပြီးသွားမယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒါကြီးတွေကိုကျွန်တော်အသေးစိတ်ကြီးတော့မပြောပြချင်တော့ဘူးစိတ်မကောင်းဖြစ်တာတက်ကိုကျွန်တော်အဲ့လိုလေကျွန်တော်တို့ဒီအသက်အရွယ်မှာဆိုရင်ကျွန်တော်အဲ့လိုမားတီမှန်တီကိုသူ့ကိုသိစေချင်တာပေါ့နော်ဒါပေမဲ့သူလည်းသိလာမှာပါချိန်နေညရင်တော့ဘာလို့ဆိုဒါကလည်းကျွန်တော်မိဘတယောက်အနေနဲ့ဒါသူ့မှာလည်းအကြောင်းတရားတွေအများကြီးရှိဘူးနော်အဲ့တော့ကျွန်တော်အဓိကအမားနဲ့အမှန်ကိုဒီချိန်မှာကျွန်တော်လည်းမငယ်တော့တာဖြစ်တဲ့အတွက်အဲ့ဒါကိုသိစေချင်တာဒါပါပဲကျွန်တော်အနေနဲ့ပြောရရင်တော့ဒီကိစ္စအပေါ်မှာတော့မားတယ်မှန်တယ်ဆိုတော့အမေကိုကြည့်စေချင်တယ်အဓိကဘာလို့ဆိုတော့ကျွန်တော်ကအမေတော်ပဲရှိတော့ဖြစ်တဲ့အတွက်ကျွန်တော်အမေကိုပို့ပြီးတော့သူနားလဲစေချင်တယ်အဲ့ဒါကျွန်တော်အသိပေးတယ်ဒါပေမဲ့ကျွန်တော်ကလည်းတားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ခံစားချက်ကိုကျွန်တော်ဘာမှမပြောတော့ဘူးကျွန်တော်သူ့မမုန်းအခုချိန်ကြီးမမုန်းပါဘူးအခုချိန်ကြီးသူ့အပေါ်မှာကျွန်တော်ဘာမှမုန်းခြင်းလည်းမရှိဘူးသူ့ကိုသူစိတ်ခံစားချက်ကိုသူ့ကိုအဓိကသူ့စိတ်ခံစားချက်ကသူ့ကိုသိစေချင်တာပဲသူအမေဒီလိုဖြစ်တဲ့ဟာကိုသူ့နားလဲစေချင်တာဒါပဲရှိတယ်ဒါစုပဲမှာဒါပြောမှာပေါ့ဒါပြောမှာအခုချိန်ကြီးတော့အဲ့လိုပဲကျွန်တော်ထင်ပါတယ်အဓိကတော့မိသားစုဆိုတာတော့မိဘတော့မိဘပါကျွန်တော်အမေကလို့နည်းနည်းစိတ်ကမာတယ်ပြီးတော့အယမ်းမာနာကြီးကြီးရစားလို့သူ့သားသမီးတွေပေါ့မာနကြီးရစားတယ်သူ့သားသမီးတွေပေါ့အကောင်းဆုံးနဲ့သူလုပ်ပေးရတယ်အဲ့တော့သူ့ကိုအဲ့လိုပြန်ပြီးတော့သူ့ဘောမကြည့်ဘူးအဲ့လိုစိတ်နာတတ်တယ်ပေါ့နော်အဲ့လိုလေးတော့ရှိတယ်ပေါ့နော်အဲ့တော့သူ့စိတ်ကိုတော့တစ်ခါကြာရင်လည်းအမြဲတမ်းလည်းသူတနာတာပေါ့ပြိတ္တတွေလည်းအများကြီးစိတ်မပူပါနဲ့ဒါကျွန်တော်တို့မိသားစုတိုင်းမှာဖြစ်တာရှိတဲ့ပြဿနာတစ်ခုကနည်းနည်းလူသိများသွားတဲ့အတွက်ကိုစိတ်ပူကြတဲ့အတွက်လည်းအားလုံးတောင်းပန်ပါတယ်ဒါပေမဲ့ရန်နဲ့စိတ်မပူကြပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာ